ကုန်လဲကုန်ယူပါတယ်တကယ်လို့မှအနည်းစုနိုင်ရပြီးတဲ့နောက်ပိုင်းမှာအခုနဲ့မတူတော့ဘဲနဲ့တကူထူးခြားပြီးတော့တခုခုတိုးတက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ပြည်သူတွေအတွက်ဝမ်းသာစရာပါအခုလို့ကျွန်တော်တို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်အနိုင်ရရှိသွားတာကိုကျွန်တော်တို့ကအတိုင်းမသိဝမ်းသာပါတယ်ကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်သည်လွတ်တော်တဲ့ဝင်ရောက်သွားလို့ရှိရင်ပြည်သူတွေအောက်ဖြည့်တင်းပေးမယ်ဆိုတာယုံကြည်ချက်နဲ့ကျွန်တော်တို့ခံစားရပါတယ်